perfect bubble because there's no gravity to act on it. ဧပြီလ10ရက်နေ့ကကမ္ဘာမြေကိုစွန့်ခွာလာခဲ့ပြီးတဲ့နောက် Orion အာကာသယာဉ်ပေါ်လိုက်ပါလာတဲ့ယာဉ်မှု၄ယောက်ဟာရေအိမ်သာအစင်မပြေမှုတွေနဲ့ကြုံတွေ့လာတာပါမကြသေးဧပြီလ4ရက်နေ့မှာဆိုရင်အငြိကျေးစွန့်တဲ့ပိုက်လိုင်းအေးခဲသွားတဲ့အတွက်အိမ်သာထဲကနေအာကာသထဲကိုစွန့်ပစ်မရတဲ့အထိဖြစ်သွားခဲ့ပါတယ်ဒါလေးများလို့လေအိမ်သာပြက်နေရင်အိမ်သာပြင်းတဲ့လူခေါ်လိုက်လေ1980ခုနှစ်ကာလတုန်းကလည်းအမေရိကန်ကအာကာသတွေကိုတွားတဲ့အချိန်မှာအာကာသတွေရောက်တော့ဘောပင်ကစာရေးလို့မရဘူးတဲ့ဒါကြောင့်အမေရိကန်ပညာရှင်များက2 မီလီယံအကူအညီခံပြီးဘောပင်ကိုတီထွင်လိုက်တော့အာကာသထဲမှာစာရေးလို့ရသွားတယ်တဲ့ထိုဖြစ်ရပ်ကိုဆိုဗီယက်ယူနီယံကတည်တော့အခါဘောပင်နဲ့စာရေးလို့မရရင်ခဲတံနဲ့ရေးလိုက်လို့ပြောလိုက်တော့ဘာအကုန်ကြမှမရှိပဲပွဲပြီးသွားတယ်တဲ့